ကျွန်တော်မြန်မာမှာကျတော့ငွေရှိတာကိုကျွန်တော်တစ်မျိုးပဲသုံးတယ်မင်းကငါငွေရှိမယ်မင်းကငွေရှိကျွန်တော်ငွေရှိရဆိုပြီးကျွန်တော်တစ်မျိုးပဲသုံးနေရတယ်အင်္ဂလိပ်စာမှာကျတော့ကျွန်တော်တို့သူများကိုငွေရှိလို့ရှင်တစ်မျိုးသူများရှိရငွေရှိလို့ရှင်တစ်မျိုးကျွန်တော်တို့နှစ်မျိုးသုံးပါတယ်ကဲဆိုကြပါတော့ကျွန်တော်တို့ဒီမှာဆိုရှင် borrow နဲ့ lend နဲ့ဆိုနှစ်ခုရှိတယ် borrow ကကြတော့သူများရှိကနေရှိတာ lend ကကြတော့သူများကိုရှိတာကဲအဲ့ဆိုလို့ရှင်ဥပမာဝါကြလေးပဲကျွန်တော်ချက်ချင်းကြည့်လိုက်ရအောင်ဒီလအတွက်မင်းငွေ3စရာမရှိတော့ဘူးဆိုရှင်မင်းကိုငါငွေရှိမယ်အဲ့ဆိုရင်ကျွန်တော်တို့သူများကိုရှိမှဖြစ်တဲ့ lend ကိုတော့မယ် I will lend you some မင်းကိုငါငွေရှိမယ် if you do not have any money left for this month ဒီလအတွက်မင်းငွေ3စရာမရှိတော့ဘူးဆိုလို့ရှင်မင်းကိုငါငွေရှိမယ် I will lend you some if you do not have any money left for this month ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြတော့ကျွန်တော်တို့သူများရှိရရှိမှာကဲငါလည်းဒီလ30ရာမရှိတော့ဘူးဆိုရင်မင်းစီကနေငွေရှိမယ်အဲ့တော့ခါကျသူများရှိရကိုကရှိမှဖြစ်တဲ့ borrow I borrow some from you မင်းစီကနေပြီးတော့ငါငွေရှိမယ် if I do not have any money left for this month ဒီလအတွက်ငါငွေ30ရာမရှိတော့ဘူးဆိုလို့ရှိရင် I've also borrowed some from you if I do not have any money left for this month ဒီလအတွက်ငါငွေ30ရာမရှိတော့ဘူးဆိုရင်မင်းစီရလည်းပဲငါငွေရှိမယ်အဲ့တော့ lend ကကြတော့သူများကိုကရှိပေးတာ borrow ကကြတော့သူများရှိရနေကိုကရှိရဖြစ်ပါတယ်ဟုတ်ပါဒီဝါကြလေးနှစ်ကြောင်းကြည့်လိုက်လို့ရှင်ကျွန်တော် borrow ရဲ့ lend ကဘယ်လိုသုံးအောင်လဲဆိုတာကိုနားလဲသဘောပေါက်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ် Thanks for watching see you in the next video